တာကူပဲရောက်နေတာလေဒီနေ့မှလည်းကျွန်တော်တဲတဲ့ကိုရိုက်ပါပါဘယ်သေးတဲ့ကိုလေဝင်းတဲ့ကိုရောက်နေပါတယ်လေရောက်နေပါတယ်ဟုတ်ပါတယ်ခေါင်းဆွတ်တာတာခေါင်းဆွတ်တာခေါင်းမဆွတ်ရင်တော့အုတ်ထုတ်ဆောင်တာအားမခွေးလာလာအေးလာပြီလာပါစေကျွန်တော်တို့ခွေးလေးလည်းလာပါပြီဗျာခွေးလေးလည်းလိုက်လာပါလေလို့ရန်ကုန်ခွေးလေးတွေဒီမှာရွာမှာပျော်နေတာနော်ဟုတ်ပါတယ်ခင်ဗျာကျွန်တော်လည်းကြော်နေရပါဟုတ်တယ်ဖေဖေလည်းပျော်နေတာပါလို့မင်းမေရောပျော်လားမေးကြည့်ပါဦးမလိုက်ကြလားမလိုက်ကြလားကြော်ပါတယ်ဟာရောက်လဲမယ်နော်ရောက်ဒါတော့ကျွန်တော်ရောက်ခမရွာဘက်ကရောက်ခမမပိုင်တဲ့လေတွေပါလို့ပြောပါသမားဒီနေ့မှာတော့ဒီတော့ရောက်နေရပါလေရောရောက်နေရပါမင်းလက်ဦးမင်းဟိုနော်ကနန်းညက်မယ်နော်ရောက်မင်းကနန်းညက်မယ်နော်ရောက်ကနန်းညက်မယ်ငင်းနေဒါရဲ့